ဂျိုးတယောက်ကဘာမြေပြင်ပေါ်ကို9နှစ်အကြာမှပြန်ရောက်လာပြီးမြေပုံကြည့်ပြီးအနောက်ဘက်ကိုခရီးစထွက်ခဲ့တယ်ပျက်စီးနေတဲ့ရွာတရွာကိုဖျက်သွားမှာတော့ဖားပြုတ်ကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်ဖားပြုတ်ကြီးကသူ့ရဲ့ရှာရှည်ကြီးနဲ့ဂျိုးကိုဆွဲခေါ်ပြီးစားတော့မဲ့အချိန်မှာပဲဘဲကမှန်းမသိတဲ့ခွေးတစ်ကောင်ရောက်လာပြီးဖားပြုတ်ကြီးရဲ့ရှာကိုကိုက်ဖြတ်ကာဂျိုးကိုကယ်တင်ပေးခဲ့တယ်အဲ့ဒီခွေးလေးကဂျိုးကိုကားအဆုပ်ကြီးတစ်စီးထဲခေါ်သွားပြီးဖားပြုတ်ကြီးရန်ကနေလွတ်အောင်ထပ်ပုံးခိုင်းခဲ့ပြန်တယ်အဲ့ဒီခွေးလေးနာမည်ကဘွိုင်းနဲ့ဂျိုးလဲသူ့ကိုကျေးဇူးတင်စကားပြောပြီးညဘက်မှာအိတ်ဆက်အနားယူလိုက်ကြတယ်မနက်လင်းတော့ဂျိုးကဘွိုင်းကိုနှုတ်ဆက်ပြီးခီးဆက်ဖို့လုပ်ပေမဲ့ခွေးလေးကလမ်းခွဲမသွားပဲဂျိုးနဲ့တူလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့လမ်းမှာဂျိုးကတောသီးအချို့ကိုခူးစားဖို့လုပ်တော့ခွေးလေးဘွိုင်းကဒါဟာအစိတ်ရှိတယ်ဆိုတာကိုဟောင်ပြီးသတိပေးခဲ့လို့ဂျိုးတယောက်အသက်ဘေးကထက်လွတ်ခဲ့ရပြန်တယ်ဒါပေမဲ့ခီးဆက်ရင်းနဲ့ဂျိုးတယောက်မထင်မှတ်ပဲမြေတွင်းအနက်ကြီးတွေကိုကျသွားခဲ့ပါတော့တယ်အဲ့ဒီတွင်ကဆန်ကာပွဲလို့ခေါ်တဲ့မြေအောက်လောက်ကောင်မစတရီရဲ့အတိုက်ဖြစ်နေခဲ့ပြီးဂျိုးတယောက်ပိတ်မိပြလမ်းဖြတ်သွားခဲ့ရတယ်